လူတိုင်းမရနိုင်တဲ့အရာကိုလိုချင်တယ်ဆိုတော့လူတိုင်းမလုပ်နိုင်တဲ့အရာကိုလုပ်ဖို့လိုအပ်တယ်လူတော်တော်များများကရလက်ကိုတော့လိုချင်ကြတယ်လှုပ်ဆောင်တဲ့နေရာမှာဆိုရှင်အားနေကြတယ်ဒီဗီဒီယိုကြည့်နေညီကိုမတော်ကဒီနေ့ကျွန်တော်ပြောပြပေးတဲ့အချက်၃ချက်ကိုသာကျွန်တော်တို့လိုက်လုပ်ခဲ့မယ်ဆိုတော့သိကြတယ်သူများမရနိုင်တဲ့အရာတွေကိုဒီနေ့ကြည့်နေမိတ်ဆွေတွေကရသွားမှာဖြစ်ပါတယ်နံပါတ်1အသည့်အစမ်းတွေကိုဖန်တီးပါလူတော်တော်များများကဘာဖြစ်ကြလဲဆိုလို့ရှိရင်ကိုလုံးနေကြပုံစံကိုသွားနေကြနေရာတိုင်းမှာကျွန်တော်တို့နေကြတာဖြစ်တယ်ကိုသွားတဲ့ပုံစံကိုသွားနေသွေးကတော့ကျွန်တော်တို့အသည့်ဆန်းကိုဖန်တီးမှုမရှိသွေးကတော့ကိုရနေတဲ့ရလက်ကိုပဲရမှာဖြစ်တယ်အသည့်ဆန်းတွေကိုလှုပ်ဖို့ဆိုလို့ရှိရင်လူတော်တော်များများကရှက်ကြတယ်ကြောက်ကြတယ်စတင်မှုတော့ကိုမရဲကြတာတွေအများကြီးတွေ့ရတယ်ဆိုတော့စတင်မှုအတွက်ကြောက်နေတဲ့အသည့်ဆန်းကိုဖန်တီးဖို့အတွက်ကြောက်နေသွေးကတော့ကိုရနေတဲ့ရလက်ကိုပဲရမှာဖြစ်ပြီးတော့မှနောက်ထပ်ပိုပြီးကောင်းတဲ့ရလက်ကဘယ်လိုမှမရနိုင်ပါဘူးဒါကြောင့်မလို့အသည့်ဆန်းကိုလိုချင်တဲ့အသည့်ဆန်းကိုဖန်တီးရမှာမပြင်းဘူးဆိုတဲ့ညီကောင်မတာလည်းသူများမလုံနိုင်တဲ့အရာတွေကိုလုံနိုင်ပြီးတော့မှသူများမရတဲ့ရလက်ကိုဒါရမှာဖြစ်ပါနံပါတ်2လေးလာသိယူပါလေးလာသိယူမှုလို့ပြောလိုက်တဲ့ခါမှာလူတော်များများကရှက်ကြတယ်ကြောက်ကြတယ်ပြင်းကြတယ်ချက်နေကြောက်နေပြင်းနေမယ်ဆိုရင်တော့ကျွန်တော်တို့ဘာမှရလက်ထွက်လာမှာမဟုတ်ပါဘူးကျွန်တော်တို့ဘဝတိုးတက်ပြောင်းလဲဖို့အတွက်ဆိုလို့ရှိရင်လုံလောက်တဲ့အသိပညာဘုဒ္ဓအတတ်ပညာတွေကိုလေ့လာလိုအပ်တယ်လေးလာမှုမရှိဘူးဆိုရင်သူများရနေတဲ့နည်းတူပဲကျွန်တော်တို့ရရှိနေကြမှာဖြစ်ပြီးတော့မှကိုကသူများထပ်ပို့ပြီးရလက်လိုချင်တယ်ဆိုတော့လေးလာသိယူမှုလုပ်ဖို့အတွက်မကြောက်ပါနဲ့နံပါတ်3အချက်ကတော့ဇွဲရှိရှိနဲ့လုပ်ပါအစာပိုင်းမှာအလုပ်လုပ်တဲ့ခါမှာဆိုတော့ကောက်ရုံမိပုံစံမျိုးဟုံးတောင်းတဲ့ကြောတွေအလုပ်လုပ်ကြတဲ့သူတွေအများကြီးတွေ့ခဲ့ကြတယ်ဒါကြောင့်ကျွန်တော်လုပ်တဲ့နေရာမှာဆိုလို့ရှိရင်ကောက်ရုံမိလိုမျိုးမလုပ်ဖ ೇನೆ ကိုလုပ်နေတဲ့အလုပ်ကိုဇွဲရှိရှိနဲ့လုပ်ခဲ့မယ်ဆိုရင်သူများမရနိုင်တဲ့ရလက်တွေလည်းရမှာဖြစ်တယ်လူတော်များများကအလုပ်လုပ်တဲ့ခါမှာဆိုရှင်အစာပိုင်းမှာတော့ကြောတွေအားတက်ပြောနေဟုံးတောက်လုပ်ခဲ့ကြတယ်နောက်ပိုင်းအလယ်ပိုင်းတွေမှာဆိုရှင်ကြောတွေအားရော့လာပြီးတော့မှအလယ်ပိုင်းမှာအားရော့လာမယ်နောက်ဆုံးပိုင်းမှာဆိုရှင်လုံးဝအားပြတ်ပြီးတော့မှရလက်က0တိဖြစ်သွားတာတွေ့ရပါတယ်ဆိုတော့ကျွန်တော်တို့အလုပ်လုပ်တဲ့ခါမှာဆိုရင်ဇွဲရှိရှိတာလုပ်ခဲ့မယ်ဆိုရင်သူများမရနိုင်တဲ့ရလက်ကိုရမှာဖြစ်တဲ့အတွက်ကြောင့်လူတိုင်းမှာမရှိတဲ့ဇွဲလုံးလားဝရိယကိုမှရှိအောင်ကြိုးစားပါဒီနေ့ကျွန်တော်မျှဝေပေးသွားတဲ့အချက်၃ချက်ကလူတိုင်းမရနိုင်တဲ့အရာတွေကိုလိုချင်နေတဲ့မိတ်ဆွေတွေအတွက်အကျိုးရှိမယ်လို့ယုံကြည်ပါတယ်ဒီနေ့ကျွန်တော်ပြောပြပေးခဲ့တဲ့အချက်၃ချက်ကိုသာလိုက်လုပ်ခဲ့မယ်ဆိုရင်လူတိုင်းမရနိုင်တဲ့ချမ်းသာမှုအောင်မြင်မှုတိုးတက်မှုပျော်ရွှင်မှုတွေကိုမိတ်ဆွေရနိုင်မှာသိချပါတယ်